Elastic Lab Collagen အပြင် Nanomed Elastin Care Elastic Lab ကိုခန်းစားလိုက်ပါရေပြား elasticity သည်ငယ်ရွယ်နှုပြိုသောအသားရည်၏သင်္ကေတဖြစ်ပြီးအသက်20မှစတင်ကျဆင်းလာသည် elastin သည်အရေပြားပျော့ပြောင်းမှု၏အဓိကပင်မဖြစ်ပြီးတင့်ရေပြားနှင့်အခြားတ िश ူးများကိုနှုပြိုပျော့ပြောင်းစေသောခန္ဓာကိုယ်အတွက်ဒုတိယအရေးကြီးသောပရိုတင်းဖြစ်သည်ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေသောလဲ elastin စောင့်ရှောက်မှုသည်မလုံလောက်သေးပါကျွန်ုပ်တို့သည်စမ်းသစ်သော elastin စောင့်ရှောက်မှုထုတ်ပုံကိုတီထွင်ခဲ့သည်တင့်အသားရည်၏တည်ရမှုကိုထိန်းသိမ်းပေးသည့် Nanomed Elastin Care ဖြစ်သော Elastin Booster နှင့်မိတ်ဆက်ပေးခြင်း Elastic Lab တင့်ရေပြားရှိ Elastin နှင့် collagen အဆင့်ကိုပြန်လည်မြင့်တင်ရန်နှင့်မြင့်တင်ရန် hyaluronic acid amino acid နှင့် mineral များပါရှိသည် Clapper နည်းပညာသည် biosynthesis လုပ်ထုံးလုပ်နည်းတစ်ခုလုံးဖြင့် elastin နှင့် collagen ကိုတပြိုင်နက်လှုံ့ဆော်ပေးသည့်မူပိုင်ခွင့် formula ဖြစ်သည်ကျွန်ုပ်တို့၏မူပိုင်ခွင့်ရရှိထားသော formula သည်ဗီဇနှင့် protein အဆင့်တွင် elastin နှင့် collagen ကိုလှုံ့ဆော်ပေးပါသည် elastic lab အပြင်တွင် elastin နှင့် collagen အကြားအပြန်အလှန်ချိတ်ဆက်ထားသောအင်ဇိုင်းကိုအသက်သွင်းသည်ကျွန်ုပ်တို့၏မူပိုင်ခွင့်ရရှိထားသော formula သည် elastin ကို300နှင့် collagen 200ဖြစ်ပေါ်စေပါသည်ကျွန်ုပ်တို့သည် ENO ဖွယ်ဒေတာကိုထုတ်ပြန်ပြီးဤဒေတာဖြင့်မူပိုင်ခွင့်ကိုမှတ်ပုံတင်ပါသည် elastic lab သည်အပြုသဘောဆောင်သောဇီဝတုံ့ပြန်မှုယန္တရားဖြင့် fibroblast တွင် elastin နှင့် collagen ဇီဝပေါင်းစပ်မှုကိုဖြစ်ပေါ်စေသည်ထို့အပြင် glycerol သည်အမြင့်တက်ထဲသို့ elastin နှင့် collagen ချိတ်ဆက်မှုကိုဖျက်တောက်ပေးသည့်အဓိကအင်ဇိုင်းဖြစ်သည်ထို့ကြောင့် elastic lab သည် extracellular matrix ကိုပြန်လည်တည်ဆောက်သည် elastic lab သည်လူ၏စမ်းသပ်မှုမှတဆင့်ထိရောက်မှုကိုသက်သေပြပါသည် elastic lab သည်အရေပြား elasticity ကို23.4တိုးမြင့်စေသည်အရေပြားအထူအရေပြားသိပ်သည်းမှုနှင့်အရေပြားဆိုဓာတ်ကိုတိုးမြင့်စေသည်ဤဒေတာကို site ဂျာနယ်သို့ထုတ်ဝေပါသည်အရေပြား elasticity သည်မမြင်နိုင်သောအချက်ဖြစ်သည် elastic lab သည်အရေးအကြောင်းများကိုကောင်းမွန်စေသည်တင်းရင်းစေသောအာနိသင်ရှိသည်ကျွန်ုပ်တို့၏အထူးဖော်မြူလာသည်မျက်နှာလဲပင်အရေပြားအောက်ပိုင်းလက်မောင်းပေါင်အတွင်းပိုင်းဒူးကောင်းနှင့်မျက်လုံးအောက် area အားလုံးကိုအအုပ်ဝယ်ရာလှုပ်ဆောင်ပေးပါသည်ထို့ပြင် elastic lab သည်အရေပြားหนีမြန်းခြင်းချွေးပေါက်ရွယ်စားကိုလျှော့ချစေပြီး elastin နှင့် collagen inducing effect ဖြင့်အသားရည်အရောင်ကိုမြင့်တင်ပေးပါသည်ကျွန်ုပ်တို့၏elastic lab Samroto သည်သတ်မှတ်ချိန်တစ်ခုတွင်တစ်နှစ်ပတ်တိုင်း3-5ကုသမှုလိုအပ်ပြီးအကောင်းဆုံးရလဒ်များရရှိရန်6လတစ်ကြိမ်ထပ်ခါတလဲလဲပြုလုပ်ပါသည်ကျွန်ုပ်တို့သည် elastin inducing formula ဖြင့်စမ်းသစ်သောဥယျာဉ်ပြားထိန်းသိမ်းမှုထုတ်ပုံကိုသုတေသနပြုပြီးတီထွင်ထုတ်လုပ်ပါသည် elastic lab သည်တင့်ဥယျာဉ်ပြားရှိ elastin နှင့် collagen ဇီဝပေါင်းစပ်မှုကိုလှုံ့ဆော်ရန် hyaluronic acid amino acid နှင့် mineral တို့ဖြင့်ဖော်စပ်ထားသည့်တီးတန့်သပင်အားတိုးဆေးဖြစ်သည်တင့်သပင်နှင့်ဥယျာဉ်ပြားအရေပြားရှိအရေပြားအလွှာကိုပြန်လည်ထိန်းသိမ်းရန်ဒီဇိုင်းထုတ်ထားသည့်ကျွန်ုပ်တို့၏ထုတ်ပုံများ၏ပြန်လည်နှုပြိုမှုကိုခန်းစားလိုက်ပါအကြောင်းရင်းများစွာမျိုးရိုးလိုက်သောအချက်များဟော်မုန်းများချို့ယွင်းမှုရောင်ရမ်းမှုအာဟာရချို့တဲ့မှုစိတ်ဖိစီးမှုများကြောင့်ဖြစ်ရသည့်သပင်ကျွတ်ခြင်းဤအကြောင်းရင်းအားလုံးသည် Scalp extracellular matrix က protein ကိုဆုံးရှုံးစေပါသည်ဒါကမွေးညင်းပေါက်အရွယ်အစားကိုလျှော့ပါစေပြီးသပင်ကျွတ်ခြင်းကိုဖြစ်စေပါတယ် elastic lab သည်သပင်ကျွတ်ခြင်းအတွက်သိဖြည့်ရှင်းချက်ဖြစ်သည် elastic lab သည် elastin inducing formula ကိုအခြေခံ၍ဖော်စပ်ထားပြီးတင့်ဥယျာဉ်ပြားနှင့်သပင်ကျန်းမာရေးအတွက်အထူးအမိုင်နိုအက်ဆစ်ပါရှိသည် elastic lab သည်တင့်ဥယျာဉ်ပြားနှင့်သပင်အတွက်နှစ်ခုအကျိုးသက်ရောက်မှုရှိသည်ဒီပစ္စည်းက elastin နှင့် collagen တွေကိုလှုံ့ဆော်ပေးပြီးဥယျာဉ်ပြားအရေပြားပေါ်ကအရေပြားလွှာကိုပိုတင်းကျပ်လာစေတဲ့နှင့်အထူးအာဟာရအမိုင်နိုအက်ဆစ်သည်သပင်ကြီးထွားမှုကိုလှုံ့ဆော်ပေးသည်ကျွန်ုပ်တို့၏elastic lab protocol သည်အကောင်းမွန်ဆုံးရလဒ်များရရှိရန်အတွက်အပိုင်းတစ်ခုတွင်တစ်နှစ်ပတ်လျှင်ကုသမှု5ခုလိုအပ်ပါသည်တင့်ဥယျာဉ်ပြားနှင့်သပင်ကိုပြန်လည်နှုပြိုစေရန်လှုံ့ဆော်ပေးသောကြောင့်ကျွန်ုပ်တို့၏ထုတ်ကုန်များ၏တွင်ပြောင်းစွမ်းအားကိုတွေ့ကြုံခံစားလိုက်ပါ
Elastic Lava သည်အမျိုးသားပုံစံအမျိုးသမီးပုံစံသို့မဟုတ်အာဟာရချို့တဲ့မှုသို့မဟုတ်စိတ်ဖိစီးမှုကြောင့်သပင်ကျွတ်ခြင်းအမျိုးအစားအလုံးကိုအသုံးပြုနိုင်မည်ဖြစ်သည်ကျွန်ုပ်တို့၏ထုတ်ကုန်များသည်အတွင်းပိုင်းမှအလုံးလုံးရန်ဒီဇိုင်းထုတ်ထားပြီးတင့်ရည်ပြားနှင့်သပင်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်လာစေရန်ခန္ဓာကိုယ်၏သဘာဝဖြစ်စဉ်များကိုလှုံ့ဆော်ပေးပါသည်ကျွန်ုပ်တို့သည်တဘာဝနှင့်သိပ္ပံပညာ၏စွမ်းအားကိုယုံကြည်ပြီးတင့်တဘာဝအတိုင်းမြုပ်ပြိုမှုနှင့်လှပမှုကိုမြင့်တင်ပေးသည့်ထုတ်ကုန်တစ်ခုကိုပေါင်းစပ်ဖန်တီးရန်ကျွန်ုပ်တို့ယုံကြည်ပါသည်တင့်အသားရည်နှင့်သပင်အတွက်တစ်ခုတည်းသော elastin သည်တစ်ခုတည်းသော elastin ဖြစ်သည်စမ်းသစ်သော elastin ဆောက်ရှောက်မှုကိုခံစားလိုက်ပါ Elastic Lab Fantastic Life